န်းချံလေတရားကြီးရဲ့အလဲကောင်မှာစောက်ထားတာဟိုဘက်လဲလှတယ်ဒီဘက်လဲလှဒီနေ့မှထဲတရားမှာစောက်ထားတဲ့ပန်းချံလှလှကြီးတစ်ခုလိုက်ပြပေးမယ်အဲ့ဒီတရားပေါ်နေကြည့်လို့ရှိရင်ကြောက်ပြားမြင့်ရမ်းလှတဲ့အရာတော်ခန်းစားမှာဖြစ်ပါတယ်အဲ့တော့မထက်တူလိုက်ကြည့်ပါဦးနော်ဒီတရားပေါ်မှာထိုင်မဲ့နေရာလေးတွေလုပ်ပေးထားတယ်လူတွေလည်းအများကြီးလာကြည့်နေတယ်ပေါ့နော်ဒီမှာဆိုလို့ရှိရင်လည်းကြောက်ပြားမြင့်ရဲ့အရာတော်ကိုတဝါကြီးထိုင်ပြီးတော့ view လှလှတွေကိုအရန်ခန်းစားလို့ရတယ်နော်လေတရားကြီးရဲ့အလဲကောင်မှာစောက်ထားတာအရန်အကျဉ်းမဟုတ်ပေမဲ့တော်တော်လေးတော့လမ်းလျှောက်တဲ့နေရာလေးကလှတယ်အဲ့တော့အရန်မိုက်တဲ့အတွက်တစ်ခေါက်လောက်ပါကြည့်ဒီပန်းချံတရားရဲ့ဟိုဘက်ဘေးတစ်ခုမှာဆိုလို့ရှိရင်လည်းနောက်ထပ်တရားတစ်ခုရှိသေးတယ်အဲ့ဘက်တရားကိုကြတော့စပန်ဖုတ်လို့ခေါ်တယ်အဲ့စပန်ဖုတ်မှာလည်းညနေပိုင်းကြလို့ရှိရင်လေငင်းခံရင်လမ်းလျှောက်ရင်အရန်ตายရတာပဲဓာတ်ပုံလှလှလေးလဲရတယ်ဟိုဘက်လဲလှတယ်ဒီဘက်လဲလှတယ်